အဲ့မှာနေသူကအဲ့ချိန်မှာသူကနှလုံးရောဂါအစပြိုးနေပေါ့နော်သူကအရန်ကိုလောကဒဏ်ကိုခံလာခဲ့ရတာဆိုဒါပေမဲ့သူ့သားကလည်းအဲ့လိုပြောပြီးစိတ်ဆူပြီးသူ့မိလက်မခံဆိုပြန်သွားတာပေါ့ပြန်သွားလာအနေငယ်ကြားတဲ့ထိသူ့သားအဆက်သွယ်လည်းမလုပ်ဖုန်းလည်းမဆက်သူတို့ဆက်လို့ရှိရင်လည်းပေါ့နော်သူ့တငယ်ချင်းကပဲကင်နေကွယ်အဲ့လိုမျိုးသူမရှိဘူးဘာညာနဲ့ပြောသူ့သားနဲ့သူညမစုံခဲ့ရအောင်မစုံခဲ့ရပဲနဲ့လာအနေငယ်ကြားတော့မှသတင်းစာကြီးမှာပါလာတဲ့ခါကျတော့သူ့သားတကယ်ကြီးကိုလက်ထပ်သွားတာကွယ်ဟိုကမိတွေနဲ့အဖေရဲ့နာမည်ကိုပဲဖိတ်စာထဲမှာထည့်ပြီးတော့ဆရာဝန်ကြီးဆရာဝန်မကြီးရဲ့သားဆိုတဲ့ပုံစံနဲ့ဟိုဘက်အတိုင်းဝိုင်းရဲ့လက်ခံတဲ့ပုံစံနဲ့ပဲမင်္ဂလာဆောင်လိုက်တာပေါ့အဲ့ဒါကို तू ကတွေ့ရမှာ तू ရှော့ကြီးရပြီးတော့ तू ဘဝမှာအဲ့လိုမျိုးပဲပေါ့နော်အများနဲ့ तू ကဖြည့်စည်ခဲ့ရပြီးတော့ तू ဘူးမအတိမပြူတော့ तू အဆုံးစွန်ထိရောက်သွားတာပေါ့အဲ့ဒီအချိန်မှာ तू မိလဲသွားတော့အမှစေးရုံတင်လိုက်ရတော့ तू တတိယလာတဲ့အချိန်မှာ तू ဘယ်ကိုရောက်နေလဲဆိုတော့ရန်ကုန်စေးရုံမှာရောက်တော့ तू ဘေးနားမှာလဲ तू ယောက်ျားပေါ့ तू ယောက်ျားဆိုတော့ထွန်းနိုင်လဲရှိရဲပြီးတော့ तू သားတွေပေါ့နော်ဝိုင်းမ तू ခေါ်နေကြ तू အဲ့ချိန်မှာတတိလေးရလာပြီးတော့အသက်မထွက်ခင်မသေးခင်လေးမှတော့ तू ကလေ तू ယောက်ျားကိုခွင့်လွတ်ပါတယ်လို့ပြောသွားသေးတာ तू ကလေတော်တော်လေးကိုခွင့်လွတ်နိုင်တဲ့မိန်းမပြီးတော့ तू ယောက်ျားကိုခွင့်လွတ်တယ်ဘာညာပြောပြီးတော့အမှ तू ကလေ तू ကိုပေါ့နော် तू ရဲ့ဇာတိကိုပဲပြန်ခေါ်သွားပေးပါချစ်ထွေရဲ့လို့ပဲ तू ကချစ်ထွေကိုပြောပြီးတော့ तू တတ်ထွက်သွားတာပေါ့တတ်ထွက်သွားတဲ့အချိန်မှာ तू ကသူ့စားအုပ်ထဲမှာအဲ့လိုသူ့ရဲ့အလောင်း तू ပြန်မြင်တာကွယ်သူ့အမေကလည်းငိုနေပုံဝင်ချင်းတစ်ခုလာငိုနေ तू ဘာလို့ငိုတာလဲပေါ့နော်ပြောပြတဲ့အချိန်မှာ तू ကြည့်ပြီးဘာလို့ငိုနေကြရလဲ तू အဲ့လိုပဲမြင်ပြီးအဲ့လိုသူ့ရဲ့ပြီးတော့တဖြည်းဖြည်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ပါပေါ့နော် तू ဒီဇာတိမျိုးကိုဝင်သွားတာပေါ့သူ့ရဲ့ဇာတိမျိုးအဝင်လေးကိုရောက်သွားတဲ့အချိန်မှာ तू အရန်ပေါ့ပါပြီးပျော်ရွှင်သွားတယ်ပေါ့အဲ့လိုမျိုးလေးနဲ့ तू ကစားအုပ်ထဲမှာဇက်သိမ်းသွားတာဇက်ကားမှလည်းအဲ့လိုပဲဇက်သိမ်းမယ်လို့တော့ထင်တာပဲတည်သွားတယ်လို့ပေါ့နော်ဇက်လန်ရအရန်ရင်နာကြကောင်းတယ်နော်ကြာညိုကဟိုအစအစုံတဖြည်းဖြည်းတန်ပိုတွေကမြင့်လာပြီလေမျက်တူတူနဲ့လည်းတော်တော်လိုက်ပါတယ်အဲ့ဒီဇက်လန်ကိုကြည့်ရတယ်လုံးဝမျက်တူတူနဲ့လိုက်တယ်ချစ်ထွေးကာရိုက်တာကတော့လုံးဝဟိုလေလားကောင်းဆက်နိုင်နဲ့တော်တော်လိုက်ဖတ်တာထွန်းနိုင်ရလဲဟိုမုန်းစရာကောင်းလာအောင်ပဲလိုက်ပါတယ်ဟိုအသက်ကြီးရဲ့ဒီအရွယ်တင်လူပြို့တယ်ဆိုတော့ကောင်းမျက်စံနေရတယ်လုံးဝကွက်တိအမြင့်စုနေရာကြည့်ပြန်တော့လေအဲ့မြင့်စုကလေလုံးဝအမြင့်စုလည်းမုန်းကြပါဘောနောက်ကြောင်မစုံဆောင်ဒါတဘာဝအရာကြည့်မယ်ဆိုတော့နောက်ကြောင်မစုံဆောင်တဲ့အတွက်ကြောင့်သူ့မှာအပြစ်ရှိရတော့မှန်တယ်ဒါပေမဲ့လည်းဟိုအရာအားလုံးအခရာကတော့ဒီထွန်းနိုင်မယ်ပေါ့နော်သူကသူ့ဘဝအတွက်ကိုရရအောင်တုံးချသွားတာပေါ့နော်ကိုဘဝတိုးတက်ဖို့ကိုဘဝတတောင့်တတနေရဖို့ကိုအဆင်ပြေဖို့အတွက်ကိုပဲခြားသူကိုအတုံးချသွားတယ်ဆိုတဲ့လူမျိုးပေါ့နော်ဒါမျိုးဒီလိုလူတွေကလည်းလောကမှာတကယ်ရှိရဲဆိုတာကို तू ကစာအုပ်ထဲမှာလည်းရေးသားဇလန်တွေကလည်းရိုက်ပြသွားတာအဲ့အတွက်ကြောင့်မလို့ဒီဇလန်ဒီဝတ္ထုကလည်းအရန်ကောင်းတယ်ဇက်ကလည်းအရန်ကောင်းတယ်အဲဒါကြောင့်ဇက်ကကိုစောင့်ကြည့်ရစိတ်မရှိတော့လို့စာအုပ်တဖတ်လိုက်တာအဲ့ဒါကြောင့်ကိုယောဂကိုရှာပြီးတော့အခုအဲ့ဒါကြီးပဲစိတ်ထဲဆွဲပြီးတော့လေကိုဟာလုံးလုံးရင်းကြာညူနေရကြီးရောက်ပြီးတော့အမှရင်နေနာနေရတာဇလန်ပြီးသားပါစပိုင်လာမိသွားရဆိုလို့ရှိရင်လည်းတောင်းပန်ပါတယ်နော်